ခွေးရရဲ့အမြန်နှုန်းနဲ့ဘယ်လောက်ကီလိုမီတာထိပြေးနိုင်လဲကမ္ဘာပေါ်မှာအမြန်ဆုံးပြေးနိုင်တဲ့ခွေးမျိုးစား10မျိုးချောင်းကိုဒီကနေ့မှာတီဝေါ်ကနေပြီးတော့မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။ Subscribe like and share ခေါင်းလောင်းလေးနှိပ်ပြီးတော့တီဝေါ်အားပေးသွားကြပါအောင်နော်။အမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးပါဒါဆိုရင်တော့ဆက်လိုက်ပါပြီရှင်။ဂျာမန်ရှက်ဖတ်ခွေးရရဲ့အမြန်နှုန်းတွေကတနအီကို48ကီလိုမီတာထိပြေးနိုင်ပါတယ်။ဒါပေမဲ့လို့ဂျာမန်ရှက်ဖတ်ထက်ပိုပြီးတော့မြန်တာကတော့ဒိုဘာမန်ပင်ချာပါပဲ။သူတို့ကတနအီကို57ကီလိုမီတာအရှိန်ထိကိုရောက်နိုင်တာပါ။ဒိုဘာမန်ပင်ချာထက်ပိုမြန်တဲ့ Webis ခွေးမျိုးနယ်ရီယာဆိုရင်တော့တနအီကို56ကီလိုမီတာနဲ့ဖြတ်ကျော်သွားတာပါ။ဘော်ဇိုင်းလို့ခေါ်တဲ့ရုရှားဝူဖောင်းကဆိုရင်တော့ဒီအချိန်ထက်ကိုကျော်လွန်ပြီးတနအီကို58ကီလိုမီတာထိရောက်ရှိသွားပါတယ်။မြင်းတွေနဲ့အတူပြေးတဲ့နေရာမှာနာမည်ကြီးတဲ့ Duck Machine ဟာဆိုရင်တော့တနအီကို60ကီလိုမီတာထိရောက်ပါတယ်။ Vixla ခွေးဟာဆိုရင်တော့မြေပြင်ပေါ်မှာတနအီကို64ကီလိုမီတာနှုန်းနဲ့ပြေးနိုင်တာပါ။အာဖဂန်ဟောင်းဟာဆိုရင်တော့ Vixla ထက်နည်းနည်းပိုပြီးတော့မြန်ပါတယ်။တနအီကို65ကီလိုမီတာဖြစ်ပါတယ်။ရှေးကလေးကဒရဲတွေကိုလိုက်ဖမ်းဖို့အတွက်မွေးမြူထားခဲ့တဲ့ Slukiria ဆိုရင်တော့ဒုံးပြန်လိုအရှိန်နဲ့ပြေးနိုင်ပြီးတော့တနအီကို68ကီလိုမီတာထိရောက်နိုင်ပါတယ်။နောက်ဆုံးအနေနဲ့ဆိုရင်တော့အမြန်ဆုံးချန်ပီယံဆိုရင်တော့ Greyhound ပဲဖြစ်ပါတယ်။သူကတနအီကို82ကီလိုမီတာထိတက်ပြေးနိုင်ပြီးကမ္ဘာပေါ်မှာအမြန်ဆုံးခွေးပြတဲ့သတ်မှတ်ခြင်းကိုခံထားရတာဖြစ်ပါတယ်။ Greyhound ကတော့ချန်ပီယံပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့ရေဒီနေ့တော့ဒီလောက်နဲ့ပဲနှုတ်ဆက်ခွင့်ပြုပါနောက်တစ်ခေါက်ရဲ့တီလေးများကပါတီဝေါကနေပြီးတော့ပရိသတ်ကြိုက်စိတ်ဝင်စားဖို့ရရင်လည်းပြန်လာခဲ့ပါမယ်ဆက်လက်ချစ်ခင်အားပေးကြပါအောင်လို့ပြောကြရင်းနဲ့နှုတ်ဆက်ပြရစီရှင်